အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခုရောက်နေတာတော့ Kailu Beach ဆိုတဲ့ Hawaii ရ Honolulu မှာဖြစ်ပါတယ်ဒီမှာရှစ်လေးကိုတစ်ချက်ချင်းပါအောင်ဟိုပြပြီးတော့ကြည်နာပဲပလိုင်းနေလေကြီးတွေပဲအတော်လာသဲတွေကပြီးလို့ရှိရင်ဖြူပြီးတော့တိုင်းနေစီးနေကြတယ်လူတွေဖျားเจ้าလေးတွေကိုလာတာဒီကိုလာမလို့တော့မပြောလင့်တာဘူးပေါ့နော်ခုမှရောက်တာဒီမှာရေကူးဖို့အိမ်နေပါတော့မပါဘူးအိမ်နေကတော့ဒီတိုင်းပဲဒီကမ်းခြေတော့မပြတော့တွေ့ဘူးလေဒါပေမဲ့ဒီလောက်လာတဲ့ကမ်းခြေတော့တစ်ခါမှမတွေ့ဘူးဒီဖမအောင်တော့တွေ့ဘူးအောင်နော်ဒီကလာတဲ့ကမ်းခြေလေးနောက်မှတော့လာလေလေးကတအားတိုင်ပြီးတော့ဒါပေမဲ့ဒီနားမှာတော့သူဟိုအလောက်ထားတဲ့ဒီပေးရတော့ရှိတယ်ဒါမှဆူနာမီတွေပဲတိုက်တဲ့နေရာလို့ပြောတယ်လူကြသူတွေပဲကောင်းတော့နာဆူနာမီတွေတိုက်တယ်နေရမှာတော့တော့မျိုးတစ်ခေတ်ကြီးပဲအများကြီးပဲရှေ့ကတော်အေးတယ်ရှေ့ကအေးနာပဲတဲတွေကတော့လူညံ့ပြီးတော့ရှေ့အေးစိတ်နာတော်ကြီးရယ်လာလို့ဒီနားလေးမှာကဘာလေးတွေသူအပင်လေးတွေရှိရအတွက်ဒီ fly down တော့နည်းနည်းခံနိုင်တဲ့ပုံစံပဲပြီးလို့ရှိရင်ဒီခုထူးဆန်းတာဒီမှာအဲ့လိုခရုလေးပါလေအဲ့လေးမတွေ့ဘူးဘာဖြစ်လို့လဲမသိခရုလဲတစ်ခုတကောင်မှအဲ့လိုခရုခုံလေးမတွေ့ဘူးပြီးကြောက်ခဲလေးလည်းကြီးကြီးမမလေးလည်းမတွေ့ဘူးဒီနားပေါင်းကျင်ဒီမှာတော့အများကြီးပြောရတော့ဒီကပင်လေလက်ကြီးတွေတော့လာပြီးတော့အဲ့လိုပူလာတော့ဘာလို့ရှိရအောင်အဲ့တော့ဒီမှာအကြောင်းဒီလက်တွေပါတွေက plastic တွေပါတွေကိုစားမိမှာအကြောင်းလို့ဒီမှာတော်များများနေရာမှာအဲ့လို plastic သုံးခွင့်ကိုပိတ်ထားတရားမဝင်ဘူးပေါ့နော် plastic ခုနကတော့ဒီနားမှာဟိုဟာတောင်တွေ့လိုက်တယ်ဒီကမ်းခြေနားတော့လာတာဒီလေလက်ကြီးပဲဒီကောင်တွေ့လိုက်တယ်ကြည့်ပြီးတော့တောက်လေးပဲပြန်ပြီးတော့မြုပ်သွားပြန်ကုန်သွားပြီးတော့ဒီပြသွားတယ်မသိသူတို့အောက်ကိုဆင်းဟိုမှာဟိုကောင်ဆင်းရတာပြည့်ချင်မဲ့ဟာဘယ်လိုခေါ်ရပြီရက်လေတွေ့တာမိုက်တယ်ဟိုကြီးပေါ့ပါလူစီးတဲ့ပြေးတာ谢谢的。哎，宝，路站没有？
မိုက်ဟိုအိပ်ပြီးတော့သူစလိုက်တယ်တက်ပြီးတော့ဆွဲပြီးမိုက်လိုက်တာကိုကျွမ်းတာကျွမ်းလိုက်တော့ခုတ်တော့ပြအထိပါသွားပြီဒီပါပြတ်ချတယ်ကိုကျွမ်းတာပဲမစီရောဒီဟိုနောက်မှာရုပ်လေးတိုက်သေးဟုတ်တော့ဒီဘက်ကျတော့သိမ့်မအေးတော့ဘူးပဲနေပူလားတော့ဒီတယ်ဟိုဘက်တော့တော်အေးတယ်